ဒီနေ့တော့ TikTok ကို project ကြသုံးကျင်နေဆိုရင် setting ကို setup ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ setting setup အတိုင်းတာဆိုရင်တင်းရဲ့ TikTok account က smart ကြနေမှာဖြစ်ပါတယ် setting and privacy ဆိုတာလေးကိုတွားလိုက်ပါ privacy ဆိုတာလေးကိုထပ်သွားလိုက်ပါပထမဆုံးအနေနဲ့အပေါ်ဆုံးက private account ဆိုတာလေးဖြစ်ပါတယ်ဒါကိုဘာလို့ဖွင့်ထားရလဲဆိုရင်ကိုယ့်ရဲ့ account ကိုလူတိုင်းကဝင်ကြည့်လို့မရနိုင်ပါဘူးဒါဆိုရင်ကိုယ့်ရဲ့ account က safe ဖြစ်နေမှာဖြစ်ပါတယ်ဒုတိယအနေနဲ့ direct message ဆိုတာလေးပဲဖြစ်ပါတယ်ဒီ option လေးကအရန်ကိုအသုံးဝင်ပါတယ်ကိုက main ကလေးတယောက်ဖြစ်နေတယ်ကိုကို chat box ကနေပြီးတော့မဟုတ်တန်းတရားစကားတွေကိုလာပြောနေမယ်အဲ့လိုအခါကြီးကြရင် message ကိုပိတ်လို့ရပါတယ်ဒီအပေါ်ဆုံးအားလေးကိုနှိပ်လိုက် no one ကိုထားလိုက်လို့ရပါတယ်အဲ့လိုဆိုရင်ကိုဘယ်သူမှ chat box ကနေပြီးတော့မဟုတ်တန်းတရားစကားတွေလာပြောနေလို့မရပါဘူးပြီးရင်တော့ reuse of content ဖြစ်ပါတယ်ကျွန်တော်ဖုန်းမှာ reuse of content ဆိုတဲ့စာလေးနဲ့ပေါ်နေရပါတခြားဖုန်းတွေမှာဆိုရင် duet ဆိုပြီးတော့ပေါ်ပါတယ်ဘာကိုပြောတာလဲဆိုရင်ကိုတင်ထားတဲ့ post တွေကိုသူများတွေကသူတို့ရဲ့ post တွေနဲ့တွဲပြီးတော့တင်လို့မရအောင်လုပ်တာပဲဖြစ်ပါတယ်အခုဆိုရင်ဒီကိစ္စကအရန်ကိုခစ်ထားနေပါတယ်ကိုယ့်ရဲ့တင်ထားတဲ့ post တွေကိုတဝက်ဖြတ်တယ်ပြီးရင်ဘေးမှာမဟုတ်တန်တရားဗီဒီယိုတစ်ခုနဲ့တွဲတင်လိုက်ရင်ကိုယ့်ရဲ့တိတ်ခါတွေကိုကြားစီတာဖြစ်ပါတယ်ဒါကြောင့်အပေါ်ဆုံးဟာလေးကိုနှိပ်လိုက်ပါကျွန်တော်ကတော့ follower တွေ friend တွေမရှိတဲ့အတွက်အပေါ်က option တစ်ခုကရွေးလို့မရတာဖြစ်ပါတယ် post တင်တဲ့လူတွေဆိုရင်တော့ follower တွေ friend တွေရှိမှကျင်းသေးပါတယ်ဒါကြောင့်အောက်ဆုံးက only you ပဲထားမယ်ဆိုရင်ကိုတင်ထားတဲ့ post ကိုသူများတွေကခုနလိုတိတ်ခါကြစီတဲ့အပြုံမျိုးတွေလုပ်လို့မရပါဘူးနောက်တစ်ခုကတော့ download ဆိုတာဖြစ်ပါတယ်ဒါကကျွန်တော်ကဘာဗီဒီယိုမှမတင်ထားတဲ့အတွက်ဒီ option ကိုဖွင့်လို့မရတာဖြစ်ပါတယ်ဒီ download ဆိုတဲ့ option ကကို post တင်ထားရဆိုရင် option လေးကဖွင့်လို့ရနေမှာဖြစ်ပါတယ်ဒါကတော့ကိုတင်ထားတဲ့ဗီဒီယိုတွေကိုသူများတွေကို download မလုပ်စေချင်ရင်ဒါလေးကိုပိတ်ထားလို့ရပါတယ်ဒါပေမဲ့ဒီလိုပိတ်ထားရင်လေကိုဗီဒီယိုရဲ့ link ကိုယူပြီးတော့ download လုပ်လို့ရတဲ့ website တွေမှာတွားထည့်ရင်တော့ကိုဗီဒီယိုကို download လုပ်လို့ရပါတယ်နောက်တစ်ခုကတော့ following list ပဲဖြစ်ပါတယ်ဒီ following list ကကြတော့သူများတွေကကိုယ့် account နဲ့ဝင်ပြီးတော့ကိုဘယ်သူတွေကို follow ထားတယ်ကိုယ့်ရဲ့ follower တွေကဘယ်သူတွေလဲဆိုတာကိုမသိစေချင်ဒါလေးကို only ယူလို့ပဲထားလို့ရပါတယ်အပေါ်က follower တွေကိုပါ option ပေးထားမယ်ဆိုရင်တော့ဒီဟာကိုဘယ်သူတွေကို follow ထားလဲကိုယ့်ရဲ့ follower တွေကဘယ်သူတွေလဲဆိုသူများတွေမြင်နေမှာဖြစ်ပါတယ် only ယူထားလိုက်ရင်တော့မြင်ရမှာမဟုတ်ပါဘူးကိုယ့်ရဲ့ follower အရေးအတော့ပဲမြင်နိုင်ပြီးတော့ဘယ်သူတွေလဲဆိုတာကိုမသိနိုင်ပါဘူးပြီးရင်တော့ like video ဆိုတာလေးဖြစ်ပါတယ်အဲ့ဒီ like video ဆိုတာလေးကတော့ကိုကဘယ် video တွေကို like ပေးထားလဲဆိုတာကိုသူများတွေကိုမသိစေချင် only ယူပဲထားနိုင်ပါတယ်နောက်တစ်ခုကတော့ viewer ဖြစ်ပါတယ်ဒါကိုဖွင့်ထားမယ်ဆိုရင်တော့ကို post ကိုလာကြည့်တဲ့ viewer တွေကိုမြင်ရမှာဖြစ်ပါတယ်